ရွာတွေမီးရှို့ခံရတာတွေရွာတွေဖျက်ဆီးခံရတာတွေကိုတချို့ကစကားကိုအပြစ်မတင်ရဲပဲ PDF ကိုအပြစ်တင်ကြတယ်နော် PDF ရှိလို့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုဖြစ်တာတော့ဘာတော့အဲ့လို PDF ကိုအပြစ်တင်ကြတယ်သူတို့တွေကပြည်သူတွေလားစကားထောက်ခံနေလားတော့မသိဘူးနော်ဒါပေမဲ့စကားကိုအပြစ်တော့မတင်ရဲကြတော့ဘူးနော်ရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေကစကားအပြစ်မတင်ရဲတော့ဘဲနဲ့ PDF ကိုအပြစ်တင်ကြတဲ့လူတွေကိုမေးချင်တာစကားရဲ့လောက်ရက်တွေနှစ်ပေါင်းများစွာမြန်မာနိုင်ငံကိုစင်ရဲတော့လှုပ်လိုက်တဲ့စကားတွေဘာလို့အပြစ်မမြင်တတ်ကြတာလဲသူတို့အုံနောက်တွေကဘာဖြစ်သွားလဲမြန်မာနိုင်ငံရဲ့ပညာရေးဘလောက်နှိပ်ပါသွားလဲဆိုတာသူတို့မတိတာလားပြီးမြန်မာနိုင်ငံဘလောက်နှိပ်ကြသွားလဲဆိုတာပြည်ပမှာရှိတဲ့လူတွေတိုင်းရခံစားရနော်မြန်မာနိုင်ငံသားတွေဘလောက်အနေခံရလဲဘလောက်ထိစင်ရဲသွားလဲဆိုတာပြည်ပမှာနေတဲ့လူတိုင်းသိတယ်ဘလောက်ထိမျက်နှာငယ်ရလဲဆိုတော့ပြီးမြန်မာနိုင်ငံပေါ်မှာဂုတ်တွေးဆုပ်ခဲ့တဲ့အာဏာရှင်အမျိုးမျိုးဂုတ်တွေးဆုပ်တဲ့နိုင်ငံစင်ရဲတော့ဂုတ်တွေးဆုပ်တဲ့တို့လူတစုလောက်ပဲချမ်းသာတယ်အဲ့ဒါတွေကြတော့အပြစ်မမြင်တတ်ကြတော့ပြီးတို့ကတကူကောင်းဓမ္မတွေတပို့တဲ့ဓမ္မတွေဟိုအစဉ်ပြေနေပြီးတော့လူများဘာဖြစ်နေလဲမြန်မာနိုင်ငံဘာဖြစ်နေလဲစိတ်ဝင်စားဟိုလုံးမကိုစားရတဲ့ဆိုတဲ့လူတွေတနေ့ကျရင်နေတော့တာရမီတွေလဲစင်ရဲတဲ့စင်ရဲရှာတလောက်မစားမလောက်တွေဖြစ်ကုန်မှာတော့တတိထားဟုတ်တယ်ဘာကြရှင်သေးဘာကြရှင်သေးဟုတ်တယ်အဲ့တော့အားရှိကျွန်တော်ဒီဘယ်လိုပြောမလဲတခုဖြစ်ပြီဆိုရင်ဒီတော်လိုင်းအင်အားစုတွေ PDF ကလေးတွေကြီးပဲဒီ IUG စီပဲဒီအပြစ်တွေတင်ပြီးတော့ဝေဖန်ပြီးအပုတ်တွေချပြီးတော့ပြောကြတာပေါ့လေနော်ဒီမင်းအောင်လိုင်သိအောင်မဆောက်တော့အောင်မရောက်တော့နော်ကျွန်တော်ဒီသူတွေရောနောက်အထူးသဖြင့်လည်းကျွန်တော်ဒီတပ်အုပ်စုဆိုရလူတွေပေါ့လေတပ်အုပ်စုဆိုလူတွေကလည်းတော်တော်လေးအောင်ဘူးကောင်းတယ်သူတို့အချိန်မပြောနေတာဒီတော်လိုင်းအင်အားစုတွေမကောင်းတာ IUG မကောင်းတာတွေထိုင်ပြောနေတာသူတို့ကတော်လိုင်းသမားတွေခံယူသေးတယ်ဒီကြောင်ဒါပေမဲ့သူမကောင်းကြောင်ပြောနေတယ်တိုက်ခိုက်နေဒီ IUG နဲ့တော်လိုင်းအင်အားစုတွေတိုက်ခိုက်နေပြီးတော့ဒီမင်းအောင်လိုင်အပြစ်မပြောတော့မင်းအောင်လိုင်မပြောတော့မင်းအောင်လိုင်မဝေဖန်တော့မင်းအောင်လိုင်အပြစ်မတင်တော့စစ်ရှုံးပြီဆိုလဲဒါလာယူ IUG သုံးမကြလို့နော်ဟိုရမှာဘာဖြစ်တယ်ဆိုလဲIUG ကမထောက်ပံ့နိုင်ဘူးဒီသူဒုက္ခရောက်တယ်နော်အဲ့လိုမျိုးအားရှိဒီတော်လိုင်းအင်အားစုတွေပဲအပြစ်တင်တယ်ကျွန်တော်တော်လိုင်းတော့လည်းနော်ဟိုနှလုံးရောဂါရတော့မယ်ကျွန်တော်တော်တော်လေးစစ်စင်းရလာအဲ့တော့ကျွန်တော်တို့ဒီ PDF လူငယ်လေးတွေဒီတကယ်မြေပြင်မှာပြင်ပစင်းရတာနဲ့လုပ်လို့ရတယ်ဆိုတာတော့ပြည်သူအနေငယ်အားသိရဒါပေမဲ့ကျွန်တော်အများသောအားဖြင့်ပြည်သူတွေကတော့ကြုံတွေ့နေရတဲ့ဟိုစပင်မစင်းရမှုရခက်ခဲဒုက္ခတွေကိုရင်မဆိုင်နိုင်တဲ့ခါမှာဒီနေဆက်ရအောင်ကျွန်တော်လှမ်းပြီးတော့ဆဲဆိုတာဝေဖန်တာဖြစ်တယ်နိုင်တော့ဘာလို့ဆိုတော့မင်းအောင်လည်းဆဲဆိုဝေဖန်ဖြစ်တယ်နေဆိုရင်ဟိုထမင်းငတ်ရနေထောင်ထဲမှာသွားနေရမှာဟုတ်အဲ့လိုမျိုးဖြစ်နေကြတာဟိုမင်းအောင်လည်းမဆဲတော့ဒီ PDF တွေပဲလာဆဲတော်လိုင်းအင်အားစုတွေပဲလာဆဲအဲ့လိုမျိုးရှိနော်အဲကြောင့်ဟိုတနာပါတယ်နော်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကျွန်တော် IUG နဲ့ပြီးကျွန်တော်တိုင်းသားလည်းနဲ့တိုင်းဖွဲ့ရဆိုရင်နှစ်ပေါင်းများစွာကြာပြီနော်ကျွန်တော်တို့ဒီတော်လိုင်းကြီးလောက်လာနော်တော်လိုင်းလို့တစားလို့ခံနိုင်ရှိရမယ်နော်စစ်စင်းရမှုတန်တွေပြင်ပစင်းရမှုတန်တွေခံနိုင်ရှိရမယ်တော်လိုင်းလောက်နေတဲ့သူတွေတော့မှဒီလိုခံနိုင်ရှိနေရမှာပြည်သူတွေကလည်းဒီကာလတစ်ခုတည်းရောခံနိုင်ရှိဖို့လိုပါတယ်နော်ခံနိုင်ရှိကြပါအဲ့တော့အပြည့်မတင်ကြပါနဲ့နော်အပြည့်မတင်ကြပါနဲ့အမြင်ချင်းနဲ့ဆိုရင်ကျွန်တော်မင်းအောင်နိုင်မယ်နော်ဒီခါလေးပါဖြစ်လို့ဆိုကျွန်တော်တို့ဟိုဒီကောင်အမြဲတမ်းလုပ်နေတဲ့အရာတစ်ခုတည်းအမြဲတမ်းလူတက်နေအမြဲတမ်းခိုးနေတာအမြဲတမ်းဓမြတိုင်နေတာအမြဲတမ်းဟိုပြောမှဆိုရင်လိန်ညာနေတဲ့သူတရားဆိုတော့သူပြောလည်းမရတော့ဘူးဆိုတော့သူမပြောတော့ဆိုကျွန်တော်တို့ပဲလာပြောတာတော်လိုင်းအင်အားစုပဲလာပြောတာ NG ပဲလာပြောတာ PDF တွေလာပြောတာအဲ့လိုမျိုးလည်းရှိတယ်နော်ဟိုကောင်ကြလုံးနေကြဆိုတော့ရိုးစွာဟုတ်လားမပြောချင်တော့မပြောနိုင်ပြောလည်းဘာမှမထူးဆိုတော့ဒီလေးပဲလာပြောကြအပြစ်တင်ကြနော်အဲ့လိုမျိုးလည်းရှိပါမလုပ်ပါနဲ့နော်ကျွန်တော်တို့သနာပါနော်အဲ့လေးပြောတာပါနော်ဒါပဲကျေးဇူးတင်ပါတယ်